Hello everyone, Emily ပါ Emily ကဒီနေ့မှာတော့ Emily ရဲ့အတွေးခေါ်တွေကိုပြောင်းလဲပေးခဲ့တဲ့ tips တွေကတစ်ခုဖြစ်တဲ့ပြစ္ဆုတ်ပံကာလမှာနေထိုင်ခြင်းဆိုရဲအကြောင်းလေးကို book summary လေးလုပ်ရင်းနဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးပေးခြင်းတဲ့စာအုပ်လေးကတော့စာရေးသူအခထိုးရေးခဲ့တဲ့ The Power of Now ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးပဲဖြစ်ပါတယ်တို့ကသူကိုယ်တိုင်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုဒီစာအုပ်ထဲမှာရေးခဲ့တာဖြစ်ပြီးတော့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကလည်းအမ်မီရဲ့အတွေးခေါ်ပြောင်းလဲဖို့အတွက်အများကြီးအထောက်အကူပေးခဲ့ပါတယ်ပထမဆုံးအမ်မီတို့ကနာကျင်မှုတွေရဲ့အကြောင်းအရာပေါ့နာကျင်မှုတွေကဘာဖြစ်လို့ဖြစ်လာရတာလဲဆိုတဲ့အကြောင်းအရာကိုအမ်မီတို့စပြီးတော့လေ့လာကြည့်ကြမယ်ဒီ pain တွေကဘယ်ကနေလာလဲဆိုလို့ရှိရင်ငါစိတ်ဟာငါမဟုတ်ဘူးဆိုတော့ you are not your mind ဆိုတာကိုမသိကြတဲ့အတွက်ကြောင့်မလို့ဒီ pain တွေကဖြစ်လာရတယ်ဆိုပြီးတော့သူကပြောထားပါတယ်ဆိုတော့သူကဒီမှာ pain ဆိုတာက condition of mind ဒီစိတ်ခံစားချက်တွေရဲ့အခြေအနေသာဖြစ်ပြီးတော့ဒီစိတ်ဆိုတာကလည်းအုံနောက်ရဲ့ tools တစ်ခုသာဖြစ်တယ်ဆိုပြီးတော့သူကပြောထားပါတယ်ဆိုတော့ Emily တို့ရဲ့နေ့စဉ်စိတ်ထဲမှာပေါ့ဒီလေ့လာသုံးသပ်မှုတွေလုပ်တယ်ပြီးလို့ရှိရင် comparison ကိုနဲ့သူနဲ့နှိုင်းယှဉ်တာမျိုးတွေလုပ်ကြတယ်ပြီးလို့ရှိရင် decision တွေချတယ်ရွေးချယ်မှုတွေလုပ်ကြတယ်ပေါ့ဒါတွေဟာအချိန်တိုင်းဖြစ်ပေါ်နေတဲ့အတွေးတွေပေါ့နော်ဆိုတော့ဒီလိုမျိုးရပ်တန့်လို့မရဘဲနဲ့အချိန်တိုင်းဖြစ်ပေါ်နေတဲ့အတွေးတွေကလူတိုင်းတွေ့ကြုံနေရတဲ့နာကျင်မှုဆိုပြီးတော့လဲသူကပြောပြထားတယ်အမ်လီကဒီမှာ you are not your mind ဆိုတဲ့အကြောင်းလေးကိုနည်းနည်းလောက်ထပ်ပြီးတော့ရှင်းပြပေးချင်ပါတယ်အမ်လီတို့လူတွေကစိတ်ထဲမှာပေါ်လာသမျှတွေကိုငါစိတ်ငါအတွေးငါရွေးချယ်မှုဆိုပြီးတော့ကိုနဲ့တသားတည်းလှုပ်လိုက်ပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုဆိုပြီးတော့သဘောထားလိုက်တဲ့အခါကျတော့ဒီစိတ်ရဲ့ကြိုးကင်မှုနောက်ကိုအမြဲတမ်းလိုက်နေကြရတာဖြစ်ပါတယ်ဆိုတော့အမ်လီတို့ကကိုယ့်ရဲ့စိတ်ကိုငါဆိုပြီးတော့သတ်မှတ်နေသမျှနာကျင်မှုတွေကိုအမြဲတမ်းခံစားနေရအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာစဉ်းစားစရာရှိတာကအမီတို့ကဒီဝမ်းနေတာတွေဝမ်းသာတာတွေပျော်တာတွေငိုတာတွေဒီစိတ်ခံစားချက်တွေကငါမဟုတ်ဘူးဆိုလို့ရှိရင်ဒီစိတ်ခံစားချက်တွေကဘာတူလဲအမီတို့ကိုယ်ထဲမှာအမီတို့မဟုတ်တဲ့နောက်တစ်ယောက်ရှိနေတာလားဆိုပြီးတော့လဲစဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်စိတ်ကိုငါလို့ထင်နေတာကအတ္တဆိုရဲပုံရိပ်ရောင်တာဖြစ်ပြီးတော့ဒီကြောက်ရွံ့မှုတွေစိုးရိမ်ပူပန်မှုတွေဒေါသတွေဆိုတာကလည်းဒီအတ္တကနေပြီးတော့ဖြစ်လာတာဖြစ်ပါတယ်ပြီးတော့လောဘဆိုတဲ့ဟာကလည်းဒီအတ္တကနေပြီးတော့အခြေခံပြီးလာတာဖြစ်ပြီးတော့အမီတို့ဘဝမှာအတ္တတွေလောဘတွေပို့ပြီးတော့ကြီးလာတဲ့နဲ့အမျှစိုးရိမ်ပူပန်မှုတွေတောကတွေဒီ pains တွေဆိုတာကိုခံစားကြရမှာဖြစ်ပါတယ်ဆိုတော့အမီတို့ emotions တွေပေါ့ပျော်တာတွေဝမ်းနည်းတာတွေဝမ်းသာတာတွေဒီငိုတာတွေရှိတာတွေဒီ emotions တွေကိုဘယ်လိုမျိုး control လုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အမလီတို့ဒီမှာမကောင်းတဲ့ emotions တွေကို control လုပ်နိုင်ဖို့ဆိုလို့ရှိရင်ဒီမကောင်းတဲ့ emotions တွေကဘယ်ကလာလဲဆိုတာကိုအရင်သိအောင်လုပ်ဖို့လိုပါတယ်ဆိုတော့ဒီမကောင်းတဲ့ emotions တွေကအမီတို့အတိတ်မှာဖြစ်ခဲ့တဲ့နာကျင်မှုတွေကလည်းလာတယ်ပြီးတော့လက်ရှိအခြေအနေမှာခံစားရတဲ့နာကျင်မှုတွေကလည်းလာတယ်ပေါ့ဒီနှစ်ချက်ကနေလာနိုင်ပါတယ်ဆိုတော့အမီတို့ကဒီ the pains of now တွေကိုကောင်းကောင်းမကင်တွယ်လို့ရှိရင်ဒီဟာတွေက past pain ဆိုပြီးတော့ဖြစ်လာနိုင်ပြီးတော့ PTSD ဆိုရဲစိတ်ဓာတ်ကျယောဂအထိပါဖြစ်လာနိုင်ပါတယ်ဆိုတော့အမ်လီကဒီမှာကိုယ်တိုင်ဖြစ်ခဲ့တဲ့အတွေ့အကြုံလေးရယ်ပြီးတော့အမ်လီရဲ့ best friend တယောက်ပေါ့နော်သူကလည်း PTSD ဒီယောဂဝေဒနာကိုပေါ့နော်သူခံစားခဲ့ရပြီးတော့ဘယ်လိုမျိုး healing လုပ်ခဲ့လဲဆိုတာကိုအမ်လီကဒါနည်းနည်းလေး sharing လုပ်ပေးသွားပါမယ်အမ်လီကအရင်တုန်းက family issue ရှိခဲ့တဲ့သူပါပြီးတော့ကိုကအမြဲတမ်းဘယ်တော့မှဦးစားပေးမခံရဘူးဆိုတော့ဒီစိတ်ယောဂအသေးလေးကိုလည်းခံစားခဲ့ရတာဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာအမ်လီရဲ့ therapist နဲ့ပေါ့နော်ဒါစကားတွေပြောတယ်အဲ့ချိန်မှာသူကဘာပြောလဲဆိုတော့အမ်လီရဲ့ဒီစိတ်ကြယောဂက PTSD လောက်မဆိုးသေးဘူးပေါ့နော်ပြီးတော့ဒီ trauma လောက်လည်းမကြီးဘူးဆိုတော့သူကဒီ anger issue အဆင့်မှာပဲရှိသေးတယ်ဆိုပြီးတော့သူကအမ်လီကိုပြောခဲ့ပါတယ်ဆိုတော့ဒါတွေကဘယ်ကနေပြီးတော့ဖြစ်လာတာလဲပေါ့ဒါတွေကအမ်လီဒီလက်ရှိမှာဖြစ်နေတဲ့နာကျင်မှုတွေကိုကောင်းကောင်းမကင်တွယ်ခဲ့တဲ့အခါကျတော့ဒီဟာတွေကဖိနှိပ်ထားခြင်းခံရပြီးတော့ past pain ဆိုပြီးတော့အတိတ်ဒီနာကျင်မှုတွေအနေနဲ့ပုံစံပြောင်းသွားတာပေါ့နော်
ဆိုတော့ तू က Emily ကိုတရားထိုင်ခိုင်းတယ် စိတ်ကိုငြိမ်အောင်လုပ်ခိုင်းတယ် ပြီးလို့ရှိရင်ဒီလက်ရှိမှာပဲနေဖို့အတွက်ကို သူ tips လေးတွေ Emily ကိုဒါ suggestion ပေးခဲ့တယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းကြာလို့ရှိရင် Emily ကtherapist နဲ့ဆက်ပြီးတော့မပြတော့ဘဲနဲ့ကို daily analysis လုပ်တဲ့နည်းနဲ့ပဲအခုလက်ရှိမှာဆက်ပြီးတော့နေပါတယ်Emily ရဲ့ best friend ကကြတော့ PTSD ဆိုတဲ့ post trauma stress disorder ဆိုတဲ့ဒီစိတ်ကြယောဂကိုသူခံစားခဲ့ရတာဖြစ်ပါတယ်။ဒီဟာကဘယ်လိုမျိုးအခြေအနေမျိုးမှာဖြစ်လာနိုင်လဲဆိုလို့ရှိရင် Emily တို့တန်ဖိုးထားတဲ့ကိစ္စတစ်ခုပဲဖြစ်ဖြစ်လူတစ်ယောက်ကိုပဲဖြစ်ဖြစ်ဆုံးရှုံးလိုက်တဲ့အချိန်မျိုးကြလို့ရှိရင်ဒီလိုစိတ်ကြယောဂမျိုးဖြစ်လေ့ရှိပါတယ်။ Emily တို့ကဒီလက်ရှိ pains တွေကိုကောင်းကောင်း control မလုပ်ဘဲနဲ့အချိန်တွေကကုစားသွားမှာပါဆိုပြီးတော့ဒီခံစားချက်တွေကိုဖိနှိပ်လိုက်တဲ့အခါကျတော့ Emily တို့ဒီလက်ရှိခံစားနေရတဲ့ခံစားချက်တွေက past pain ဆိုပြီးတော့ trauma ပုံစံပြောင်းသွားပါတယ်။ဆိုတော့အဲ့ unhealing trauma တွေကပဲ Emily တို့ဒီလက်ရှိမှာပေါ့နော်ဒီလက်ရှိမှာအရင်တုန်းကအကြောင်းအရာတွေကိုပြန်တွေးလိုက်တာပဲဖြစ်ဖြစ်ဒီလူတစ်ယောက်နာမည်ကိုကြားလိုက်တာပဲဖြစ်ဖြစ်သူ့အတန်လေးကြားလိုက်တာပဲဖြစ်ဖြစ်အရင်တုန်းကအကြောင်းအရာတွေအရင်တုန်းကခံစားချက်တွေအတိုင်းမျိုးပဲပြန်ပြီးတော့ခံစားနေရတယ်ဆိုတာက Emily တို့ကဒီ past pain တွေကိုကောင်းကောင်း handle မလုပ်ခဲ့လို့အခုလက်ရှိမှာဒီလို triggers တွေကိုခံစားနေရတာဖြစ်ပါတယ်။ Emily တို့ကကိုယ့်စိတ်ကို control မလုပ်ဘူးဆိုလို့ရှိရင်အမြဲတမ်းဒီအတိတ်နဲ့အနာဂတ်ဆိုတဲ့ time trap ထဲမှာပဲပိတ်မိနေပြီးတော့နာကျင်မှုတွေပဲခံစားရမှာဖြစ်ပါတယ်။ဆိုတော့ Emily ပြောခဲ့သလိုပဲ Emily တို့အတိတ်မှာနေရများလာလို့ရှိရင်နှောင်တရလာမယ်ပြီးရင် depression တွေဖြစ်လာမယ်ပေါ့အဲ့လိုပဲအနာဂတ်မှာနေရများလာလို့ရှိရင် Emily တို့ anxiety တွေစိုးရိမ်ပူပန်မှုတွေဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီ present moment မှာနေထိုင်ခြင်းကသာဒါကိုအေးချမ်းတဲ့ဒီနေထိုင်ခြင်းဖြစ်တယ်ဆိုပြီးတော့လည်းသူကပြောထားပါတယ်ဆိုတော့ဒုတိယတစ်ချက်မှာတော့ Emily တို့ကဘာဖြစ်လို့ပြစ္ဆုတ်ပံမှာနေတာကကိုယ့်ရဲ့ဒီနာကျင်မှုတွေကိုသက်သာစေလဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ Emily တို့ပြစ္ဆုတ်ပံကာလမှာနေလိုက်တာနဲ့ Emily တို့ရဲ့အတွေးတွေကအတ္တကနေလာတယ်ဆိုတာကိုသတိထားမိလာပါလိမ့်မယ်။အဲ့လိုသတိထားမိလာတာနဲ့ Emily တို့ရဲ့မကောင်းတဲ့အတွေးတွေကနေလည်းလွတ်မြောက်လာမယ်။ပြီးတော့ Emily တို့ရဲ့အုံနောက်ထဲမှာဒီစက္ကန့်မလက်ပြေးလွှားသွားနေတဲ့ဒီအတွေးတွေကိုဒီ no judgment ပေါ့နော်ဒီဝေဖန်ပိုင်းခြားမှုမလုပ်ဘဲနဲ့ဒီပွဲကြည့်ပရိသတ်တစ်ယောက်အနေနဲ့ပေါ့နော်ကိုပြန်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်။ Emily တို့ကဒီကိုယ့်အတွေးတွေကို observe လုပ်ပြီးသွားပြီဆိုလို့ရှိရင် Emily တို့ရဲ့ဒီ inner voice ကိုပြန်ကြားလာနိုင်မှာဖြစ်ပါတယ်။ဒီလိုပဲ Emily တို့ရဲ့ဒီ true self ကိုလည်းပြန်လည်ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဒီမှာ Emily တို့ကငါစိတ်ကငါမဟုတ်ဘူးဆိုတဲ့တတိလေးနဲ့ Emily တို့ရဲ့ဒီစက္ကန့်မလက်တွေးနေတဲ့အတွေးတွေကိုတတိထားမိနိုင်လိုက်ပြီဆိုလို့ရှိရင် Emily တို့ဘာမှမတွေးတော့တဲ့အဆင့် gap of no mind ဆိုတဲ့ stage ကိုရောက်သွားမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာအနေနဲ့ဆိုလို့ရှိရင်တော့တမာတိရသွားတယ်ပေါ့နော်ဒီ gap of no mind ဆိုတဲ့ stage က Emily တို့ဒီစစချင်းလေ့ကျင့်တဲ့အချိန်ကြလို့ရှိရင်တော့ဒီတိုတိုလေးပဲပေါ့နော်ဒီအချိန်ကာလအကြာကြီးကိုကခံစားမိနေမှာမဟုတ်ဘဲနဲ့ဒီလေ့ကျင့်လေးကိုထပ်ခါလေ့ကျင့်ပါများလာလို့ရှိရင်ဒီ gap of no mind ဆိုတဲ့ဒီကာလလေးကိုလည်းအချိန်ကြာဆွဲဆန့်ထားနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီ gap of no mind မှာဆိုလို့ရှိရင် Emily တို့အချိန်ကြာဆွဲဆိုင်ထားနိုင်တဲ့အမျှ Emily တို့ဒီလက်ရှိလုပ်နေတဲ့ movement တွေပေါ်မှာပို့ပြီးတော့အာရုံစိုက်နိုင်လာမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့သူက present moment ကို surrender လုပ်ပါဆိုပြီးတော့ပြောထားပါတယ်။ Emily တို့ present moment ကို surrender လုပ်တယ်ဆိုတာက Emily တို့ဒီလက်ရှိဖြစ်နေတဲ့ present pain တွေကိုလက်ခံတာဖြစ်ပါတယ်။ဆိုတော့ Emily တို့ဒီလက်ရှိဖြစ်နေတဲ့ pains တွေကိုလက်ခံပြီးတော့ healing လုပ်လာနိုင်မယ်ဆိုလို့ရှိရင် Emily တို့ပို့ပြီးတော့အေးချမ်းတဲ့ဒီ peace ကိုရမှာဖြစ်ပါတယ်။ surrender လုပ်တယ်ဆိုတာကိုလူတွေတော်တော်များများကမကြိုက်ကြပါဘူး။ဆိုတော့ Emily ကဒီနေရာမှာ surrender လုပ်တယ်ဆိုတာကဘာပဲဖြစ်လာခေါင်းငုံအရှုံးပေးတာမျိုးကိုပြောတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေတွေကိုအပြည့်အဝလက်ခံပြီးတော့ဒီကနေဘယ်လိုအကောင်းဆုံးတုံ့ပြန်မလဲဆိုပြီးတော့နည်းလမ်းတွေရှာတာကိုပြောတာဖြစ်ပါတယ်။အတိတ်ကနာကျင်မှုတွေအကြောင်းပြောလို့ရှိရင် Emily တို့ရဲ့ခန္ဓာကိုယ်ကဆိုင်းပြလာတာတွေကိုလည်းခံစားမှုကြမှာပါ။ဥပမာအရင်တုန်းကကိစ္စတွေကိုပြန်စဉ်းစားမိလိုက်လို့ရင်ဘတ်အောင့်လာတာမျိုးတို့ဘာလို့ပေါ့နော်။ဆိုတော့ Emily တို့ကဒီလိုချိန်ကြလို့ရှိရင်အခုလက်ရှိမှာဒီလိုတွေခံစားနေရပြီဆိုလို့ရှိရင်သိရမှာက Emily တို့အရင်တုန်းကဒီ pain တွေကိုကောင်းကောင်းမဖြေရှင်းရသေးဘူးဆိုတာကိုသိရမှာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုကအခုလက်ရှိကာလကဒီဟာတွေကိုကုစားဖို့အတွက်အကောင်းဆုံးအချိန်ပဲဆိုတာကိုလည်းဒါသတိလေးရှိရမှာဖြစ်ပါတယ်
အမ်မီတို့ကကိုယ့်ရဲ့နာကျင်မှုတွေကိုအပြည့်အဝလက်ခံမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီဦးနှောက်ကအတ္တမပါဘဲနဲ့ပေါ့နော်ဒီဝေဖန်မှုတွေမပါဘဲနဲ့ကိုယ့်အတွေးတွေကဘာတွေဖြစ်နေတာလဲဆိုတာကိုစောင့်ကြည့်မယ်ဆိုလို့ရှိရင်ဒီ mind power တစ်ခုရလာမှာဖြစ်ပါတယ်ပြီးတော့ဒီ time trap ဆိုရဲဒီအချိန်ကာလကနေပြီးတော့လည်းလွတ်မြောက်လာနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့အမ်မီတို့နေ့စဉ်ဘဝမှာ time trap ထဲကဘယ်လိုလွတ်မြောက်အောင်နေကြမလဲဆိုရဲအချက်ကလေးကိုအမ်မီကဆွေးနွေးသွားချင်ပါတယ်ဆိုတော့ဒီမှာပြောထားတာကအမ်မီတို့ဒီခံစားလို့ရတဲ့အစိတ်အပိုင်းတွေပေါ့နော်ဥပမာလက်ကလေးတွေခြေထောက်ကလေးတွေဒီ organs လေးတွေနဲ့ဒီသဘာဝတရားနဲ့များများထိတွေ့ပေးဖို့အတွက်သူကအကြံပေးထားပါတယ်ဥပမာအပင်လေးတွေကိုကင်ကြည့်ရပဲဖြစ်ဖြစ်ဖက်နှက်မပါဘဲနဲ့မြေကြီးပေါ်မှာလမ်းလျှောက်ကြည့်ရမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးအပြုအမူလေးတွေကိုလုပ်ဖို့အတွက်သူကအကြံပေးထားပါတယ်ဒီလိုပဲအမ်မီတို့ရဲ့ခန္ဓာကိုယ်ကဒီ present moment မှာရှိလာရဲဆိုတာကိုသတိထားလာမိတာနဲ့အမျှအမ်မီတို့ဒီနာကျင်မှုတွေကလည်းတဖြည်းဖြည်းနဲ့လျော့ကျလာမှာဖြစ်ပါတယ်ပထမပိုင်းမှာတော့အမ်မီတို့ကဒီ time trap နဲ့ timeless ဆိုရဲဒီကာလကြားထဲမှာလွန်ဆွဲနေရမှာဖြစ်ပြီးတော့အမ်မီတို့ဒီသတိများများရှိလာနဲ့အမျှပေါ့နော်အမ်မီတို့ဒီ time trap ထဲကလွတ်မြောက်လာနိုင်မှာဖြစ်ပါတယ်